ဆရာကသင်မုံမှာရေးထားရမှာကတော့ကျွန်ုပ်သည်ကွက်လက်အတွက်အမြင့်ဆုံးသောဘုရားသခင်ထံဆုတောင်းပါ၏အဲ့ဒီနောက်ကလေးများကိုကွက်လက်၌ပြောလိုတဲ့အကြောင်းအရာကိုစိတ်ထဲမှာဖြည့်ပြီးဆုတောင်းစေပါဆရာကအောက်ပါနီလန်းတစ်ခုကိုရွေးချယ်ပြီးကလေးများကိုဆုတောင်းစေနိုင်ပါတယ်နီလန်းတစ်ကတော့ကလေးများကိုဆရာရဲ့ဘေးပတ်လည်မှာဝိုင်းထိုင်စေပါပြီးတဲ့အခါမျက်စိမိတ်စေပြီးမိမိအိမ်မှာဘုရားသခင်ရဲ့ကူညီမဆမှုလိုအပ်ချက်တွေကိုစဉ်းစားစေပါအိမ်တွင်းမှပြဿနာအသေးအဖွဲများလည်းဖြစ်နိုင်သလိုဘုရားသခင်တပါးတည်းသာကယ်မနိုင်တဲ့ကြီးမားတဲ့ပြဿနာခက်ခဲတဲ့အရာလည်းဖြစ်နိုင်ပါတယ်ကလေးများကိုတိတ်ဆိတ်စွာဆုတောင်းရန်အချိန်ပေးပြီးဒီပြဿနာအားလုံးအတွက်ကူညီမဆမှုကိုဘုရားသခင်ထံတောင်းခံစေပါဆုတောင်းခြင်းဆိုတာတောင်းခံရုံသက်သက်မဟုတ်ဘဲနားထောင်ခြင်းလည်းပါဝင်ကြောင်းကလေးများကိုရှင်းပြပါနှလုံးသားထဲမှာဘုရားသခင်စကားပြောကြောင်းကလေးများအားပေးရပါမယ်အဲ့ဒီနောက်မှာဆရာကိုင်းလက်ဆွဲစာအုပ်ပါအတိုင်းကလေးများကိုဥဆောင်ဆုတောင်းပေးသွားနိုင်ပါတယ်။နီလန်နှစ်ကတော့ကလေးများကို2ယောက်ဒါမှမဟုတ်3ယောက်တစ်ဖွဲ့တွဲစေပါ။အဲ့ဒီနောက်ဘယ်အရာအတွက်ဘုရားသခင်ထံကနေကူညီမဆမှုလိုအပ်တယ်လဲဆိုတာကိုတဦးနဲ့တဦးပြောပြစေပါ။ဒါပေမဲ့ကလေးများကိုကြိုတင်ပြောထားရမှာကမိမိတို့ရဲ့အတွင်ရည်များပြောပြရန်မဟုတ်ဘဲရှက်စရာကိစ္စများကိုလည်းပြောဆိုရန်မဟုတ်ဘဲဆုတောင်းစီလိုတဲ့အချက်ကိုသာတိုးတုတ်ပြောဖို့ကလေးများအားပြောပြထားရပါမယ်။ဥပမာ1ဖျားသခင်ကျွန်ုပ်ကိုလူကောင်းတူဖြစ်ဖို့ကူညီမဆစေလိုပါတယ်။နှင်းစာသင်ရာမှဖျားသခင်ကူညီမဆမှုလိုအပ်တယ်ဆိုတာတို့ပဲဖြစ်ပါတယ်။ကလေးများကိုအကြောင်းအရာများပြောဆိုဖို့အတွက်အချိန်10မိနစ်ခန့်ပေးပါ။ပြီးတဲ့အခါတဦးအတွက်တဦးဆုတောင်းစေပါ။ဆုတောင်းရာမှာသင်ပုံးပေါ်မှာရေးထားတဲ့ကျွန်ုပ်သည်ကွက်လက်အတွက်အမြင့်ဆုံးသောဘုရားသခင်ထံဆုတောင်းပါ၏မှစပြီးအဲ့ဒီကွက်လက်မှာမိမိဆုတောင်းပေးလိုတဲ့သူအမည်ကိုဖြည့်ပြီးမိမိဆုတောင်းပေးတဲ့သူပြောပြထားတဲ့အချက်တစ်ချက်ဒါမှမဟုတ်2ချက်ကိုဆုတောင်းစေပါကလေးများမှာတငယ်ချင်းအတွက်ဆုတောင်းပေးရပါမယ်အဲ့ဒီနောက်မှာဆရာကိုင်းလက်ဆွဲစာအုပ်ပါအတိုင်းကလေးများကိုဥဆောင်ပြီးဆုတောင်းပေးနိုင်ပါတယ်ကလေးများအပြန်မှာ Gizmo စာရွက်များပေးဖို့အတွက်လည်းမမေ့ပါနဲ့နော်